ဇလန်လေးရဲ့စမှာတော့ပတ်တိုးရီးယားတိုင်းပြည်မှာစုံနီယန်ဆိုတဲ့လောင်စာတပ်တုကိုတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်ပဲမြောက်ပိုင်းနဲ့တောင်ပိုင်းကကွဲထွက်သွားခဲ့ပြီးပတ်တိုးရီးယား Civil War ကလည်းစတင်လာပါတယ်။အင်အားရဆိုရင်တော့တောင်ပိုင်းကအသာစီးရနေခဲ့ပြီးမြောက်ပိုင်းကတော့ရေးနေနေပါပြီ။အကြဆုံးကလည်းရမ်းများပြီးစုတ်ခွာမလို့ဖြစ်နေချိန်လူစုကတော့စစ်ပွဲတွေကိုရောက်လာကြပါတယ်။ဖြူတော်ယူနီဖောင်းတွေနဲ့လူစုကခန်းထဲရှင်းမှာရက်လိုက်ပြီးတန်မိုးကတိုင်းမိပေးလိုက်ချိန်မှာတော့လူတစ်ယောက်ကငကားရင်တွင်ကိုပြောင်းချလိုက်ပါတယ်။ကျန်တဲ့ဖွဲ့သားတွေကလည်းတင်းသီးပုံပြောင်းလိုက်ကြပြီးဆန်တော့ဝဲမှုပြင်လေးဆက်ကလည်းခန်းထဲကိုတွဲတက်ပြီးတိုက်ခိုက်လိုက်ပါတယ်။ဆန်ဝင်ကလည်းကုံလုံးကိုအိမ်မွေးချပေးလိုက်ပါပြီ။ပင်းငုံမာလေးကလည်းသူ့စွမ်းနဲ့ချုပ်ထားလိုက်ပြီးအားလုံးကလည်းတက်ညီလန်းညီတိုက်ခိုက်နိုင်ပါတယ်။ဒါကြောင့်တိုက်ပွဲကလည်းနိုင်ရရှိသွားပြီးညောင်ပိုင်းဆိုးရကတော့တားမြင့်ဥပဒေချိုးဖောက်ပြီးလူတစ်ပိုင်းမိစ္ဆာတစ်ပိုင်းတွေဖန်တီးခဲ့လို့သာလှည့်ပြောင်းတစ်ခုကိုလုံနိုင်ခဲ့တာပါဒီမိစ္ဆာတွေကိုတော့နက်စစ်တီရီလို့ခေါ်ဝေါ်ခဲ့ပါတယ်ဒီလုံနဲ့ဂျန်နရယ်လေဒူးလိုမူဟန်အောင်ခေါ်ရင်ချီကျူးနေခဲ့ပြီးနာမဲမရှင်အတွက်အနားယူခိုင်းပါတယ်တန်ရင်မှုကတော့ဟန်တော့ကိုမြုံကြည့်ခဲ့ပါဘူးဂျန်နရယ်ကတော့ဒီကောင်လေးကိုလက်နဲ့တစ်ခုလိုဘောထားမှကြောင့်စိတ်ပူဖို့ကိုပြောနေခဲ့ပါတယ်အဲချိန်ဟန်နိုကအဲလင်းကိုလာတွေးခဲ့ပြီးအဲလင်းကတော့ဒီတိုက်ပွဲမှာလက္ခဏာစာပြီးပြလာတဲ့တပ်သားတွေရှိကြောင်းရှင်းပြခဲ့ပါတယ်။ဒါကြောင့်သူတို့လည်းစိတ်ပူသွားခဲ့ပြီးအဲလင်းကတော့သူဖန်တီးခဲ့တဲ့နက်စစ်တီအတွက်တစ်ခုစီစဉ်ပေးမယ်လို့ပြောရင်းနဲ့တောင်းပန်နေပါတယ်။ဒါကြောင့်ဟန်ကနှစ်သိမ့်ပေးနေပြီးအဲလင်းကလည်းရှက်သွားခဲ့ပါတယ်။ဟန်ရဲ့ကင်းရဲ့အဲလင်းရဲ့သုံးယောက်ကငယ်ပေါင်းနေဖြစ်ပြီးလက်ရှိမှာလည်းကြားတောင်ဝန်ကိုထမ်းဆောင်နေပါတယ်။အဲချိန်ဝဲကတော့နှီးဖြစ်သူရှယ်ရမိဘမိတ်ကြီးဟာကိုဦးစီးနေရကြောင်းရိုင်းအောင်ပြောပြနေပါတယ်။ရိုင်းကလည်းရှယ်နဲ့မိတ်ဆက်ပေးဖို့ပြောလိုက်ပြီးအဲချိန်တန်မှုဟန်ကရောက်လာခဲ့ပါတယ်။ရိုင်းကတော့တန်မှုကိုဝဲမီးပုံကိုပြလိုက်ပြီးအကုန်လုံးကလည်းဝိုင်းကြည့်နေပါတယ်။ကောင်မလေးတွေကတော့တန်မှုကိုပါမောက်ခအဲလင်းနဲ့စားနှောက်နေကြပြီးတန်မှုကလည်းရှက်နေခဲ့ပါပြီ။အဲလိုနဲ့နောက်နေ့မှာတိုက်ပွဲကပြန်လည်စတင်လာခဲ့ပြီးဟန်နဲ့ကိန်းတို့ကတော့အတွဲညီနေပါတယ်။ခန္ဓာတီတစ်ခုပြီးတစ်ခုကိုသိမ့်ပိုင်နိုင်ခဲ့ပြီးနောက်ဆုံးမှာတော့တိုက်ပွဲရဲ့ဆုံးသက်ကလည်းနီးစပ်လာပါတယ်။အဲချိန်တုံမန်းလေးကိုဟိုက်ဒရာကစားပြင်းလိုက်ပြီးစိတ်ငွေ့တွေပါမှုတ်ထုတ်လိုက်ပါတယ်။အဲနောက်မှာတော့အာဘီကသူ့ကိုတားပေးဖို့အတွက်တန်မူးကိုတောင်းပန်နေပါတယ်။အဲချိန်စစ်တပ်ကတော့အာဘီကိုမြောက်တင်နဲ့ချေမုန်းနေပါပြီ။ဒါကြောင့်အာဘီလည်းလဲကျသွားခဲ့ပြီးတန်မူးကတော့မဲရစ်တွေကိုခေါ်နေခဲ့ပါတယ်။ချင်းနီတီးတဲ့အာဘီကကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပြီးအားလုံးကလည်းရှော့ရသွားပါတယ်။တကယ်တော့အာဘီကအရင်တိုက်ပွဲမှာတည်းကသူ့စိတ်တွေလွတ်နေခဲ့ကြောင်းအဲလင်းတို့ကိုပြောပြခဲ့ပါတယ်။နောက်လေးမှာတော့အာဘီရဲ့ဇာပနာကိုကျင်းပခဲ့ကြပြီးဟန်ကလည်းသူ့ရဲ့ဂရိကိုထုတ်ပေးလာပါတယ်။အဲကနက်စစ်တီတော်တယောက်သာစိတ်ဖောက်သွားခဲ့ရင်ရဲဘော်ချင်းချင်းတုတ်တင်မှုပဲဖြစ်ပါတယ်။ဒီလိုနဲ့တိုက်ပွဲများစွာကိုဖျက်ဆီးခဲ့ရပြီးအားလုံးကလည်းခြေကုံလက်ပံကျနေခဲ့ပါပြီ။ဟန်ကတော့မျိုးတော်ကိုသိမ်းပြီးသွားရင်တာဝန်ပြီးဆုံးပြီလို့ပြောလိုက်ပေမဲ့အားလုံးကတော့အားပြတ်နေပါတယ်။ဒါကြောင့်ဟန်လည်းစစ်ကြီးပြီးရင်အင်လင်းနဲ့တူယူတော့မယ်လို့ပြောချလိုက်ပါတယ်။ဒါကိုကြားတော့အားလုံးလည်းအားတက်သွားခဲ့ပြီးပျော်နေကြပါတယ်။ညောင်တေးချိန်မှာတော့ဟန်နဲ့ကင်းရစကားပြောနေခဲ့ပြီးအတိတ်ကိုပြန်လဲလွမ်းဆွတ်နေပါတယ်။ကင်းကတော့ဟန်ကိုလက်ရှိရင်ဆိုင်နေရတဲ့ဖီအားတွေကိုအင်လင်းကကြိတ်ဖြစ်ရှင်းနေကြောင်းပြောပြလိုက်ပြီးဂူးဆိုင်ဖို့မှာနေခဲ့ပါတယ်။ဒါတော့ဟန်လည်းသွားတွေးလိုက်ပြီးအင်လင်းကတော့ဝမ်းနေနေပါတယ်။အဲလိုနဲ့နှစ်ယောက်သားတဲ့လူရှင်းတဲ့နေရာကိုရောက်လာပြီးအဲလင်းကတော့စစ်ပွဲကြီးဆုံးသက်တော့မယ့်အကြောင်းပြောပြလာပါတယ်။နှစ်ပိုင်းခွဲခဲ့တဲ့တိုင်းပြည်ကြီးကတဖန်ပြန်ပြီးပေါင်းစည်းတော့မှဖြစ်ပြီးအထက်လူကြီးတွေကတောင်လှိုးဝညီနိုင်နေတာပါ။ဒါတော့ဟန်လည်းဝမ်းသာသွားခဲ့ပြီးဒါကြီးပြီးသွားရင်ဆိုတဲ့အိမ်မက်တွေလည်းအသက်ဝင်လာပါတယ်။အဲချိန်အဲလင်းကတော့မြောင်းထက်ကမျက်ရည်စားတွေနဲ့ချစ်ကိုတက်တည်ပြနေခဲ့ပါတယ်။ဖြစ်ပြသွားတဲ့ဖြစ်ပြများစွာနဲ့ပြစ်တက်သွားတဲ့ချစ်သူကြောင့်ဟန်လဲနားမလည်နိုင်ဖြစ်နေချိန်နက်စစ်သားတွေကချိန်ကြရင်တီးစိတ်ကိုဆုံးရှုံးသွားပြီးထိမ်းများတော့မှဖြစ်တဲ့အတွက်အခုလိုလုပ်ခဲ့ရအောင်ရှင်းပြတာပါတယ်။အဲချိန်ကင်းကလည်းရောက်လာခဲ့ပြီးအဲလင်းကတော့သူ့လက်ထဲကိုနှက်တစ်လက်ကိုထည့်ပေးလိုက်ပြီးဟန်အောင်စီဝင်ချုပ်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ကင်းကတော့မောင်းတင်လိုက်ပြီးအဲလင်းကိုပြစ်ချလိုက်ပါပြီ။လာကြတဲ့ချိန်မှာတော့စင်းရုံကလေးမှာဟန်ကလည်းနိုးလာခဲ့ပြီးစစ်ပွဲကြီးလည်းပြီးဆုံးသွားပါပြီ။အဲလင်းကလည်းအဲ့ဒီတွေကပျောက်ဆုံးသွားခဲ့ပြီးနက်စစ်တီတွေကိုတော့ကင်းစီစဉ်နဲ့နေရက်ကိုပြန်ပို့လိုက်ပါတယ်။ဒါပေမဲ့အများစုကတော့ဆစ်လွတ်သွားကြပြီးခိုးဆိုးလုံးလိုက်ပြီးဖြစ်ကုန်ကြပါတယ်။အဲလိုနဲ့အတိတ်ကိုပြန်ရောက်သွားခဲ့ပြီးဝဲတို့သားဖကလည်းဂီယာအတွက်ရိတ်ခါတွေထုတ်ယူနေပါတယ်။စစ်ပွဲကာလာတွင်းမှုရိတ်ခါမလောက်ငါဖြစ်နေခဲ့ပြီးဝဲကတော့သူ့သမီးကိုမဲလိုက်နီးကိုတင်ပေးရတော့မှာပဲဆိုပြီးတောင်းရဲခေါ်လာခဲ့ပါတယ်။အဲလိုနဲ့ရှယ်တို့လည်းသမင်းကောင်ကိုချောင်းနေကြပြီးတုံဆန်းနေတော့မှပဲသမင်းကိုလွတ်သွားခဲ့ပါတယ်။ဒါကြောင့်သူတို့လည်းမှုချိုးကပြန်ခဲ့ကြပြီးဂေယာရှိမှာတော့စစ်တပ်ကရောက်နေခဲ့ပါပြီ။
ဒီလိုနဲ့ဝယ်ကလည်းစစ်ထွက်တိုက်ဖို့ဖြစ်လာခဲ့ပြီးနောက်နေ့မှာတော့အားလုံးကိုနှုတ်ဆက်ကသူ့မှာရှိတဲ့စွမ်းနဲ့ကလင်းတွေရဲ့အနာဂတ်ကိုကယ်တင်မှုအတွက်ဂရုပေးလိုက်ပါတယ်။အင်းတို့မှာရွာထဲကိုစစ်တပ်ကငကားကောင်ကိုလာပို့ခဲ့ပါတယ်။ဝယ်ရပုံပြန်ပြောင်းလို့မရပေမဲ့မိဖြစ်သူရှယ်ကိုတော့မှတ်မိနေပါတယ်။အင်းတို့မှာကလင်းတွေနဲ့လဲထုံလိုက်အသီးခူးလိုက်နဲ့ကစားနေခဲ့ကချိန်ကုန်ဆုံးနေပြီးညမှာတော့ဝယ်လဲစိတ်ဖောက်ပြီးအော်နေခဲ့ပါပြီ။နောက်နေ့မှာရွာသားတွေကဂီယာကိုရောက်လာခဲ့ပြီးနွားတွေပြောင်းနေတဲ့ကိစ္စကိုရှဲကိုပြောပြနေပါတယ်။ပြီးတော့သူကတန်ချေရင်တစ်ခုကိုပေးခဲ့ပြီးဒါမှသာနွားတွေကိုစားသွားတာကဝဲမုတ်ကြောင်းတတ်သိပြနိုင်မှာဖြစ်ကြောင်းပြောသွားခဲ့ပါတယ်။နောက်ညမှာတော့ပောက်ကွဲတန်ကြောင့်ရှဲကလည်းနိုးလာခဲ့ပြီးတောထဲကိုဝင်သွားချိန်မှာတော့လဲနေတဲ့ဝဲကိုဟန်ကနှမ်းနဲ့ထိန်နာခဲ့ပါတယ်။ရှင်းရဲ့နားကိုရောက်သွားချိန်မှာတော့မောင်းကလုတ်ကိုဆွဲချလိုက်ပြီးအဝေးကိုထွက်ပြေးသွားပါတယ်။အဲလိုနဲ့ရှယ်လေလက်စားချေကိုဖြစ်လာခဲ့ပြီးမျိုးဝင်မျိုးအတွက်ဟန်ကိုလိုက်ရှာနေပါတယ်။နေရာရုံမှာတော့ဆိုင်ထဲမှာဟန်ကိုတွေးလိုက်ရပြီးဆိုင်ထဲကိုဝင်ချသွားကအာတီမီပြစ်ချလိုက်ပါတယ်။ကျင်ရရင်ဘတ်တဲ့ဝင်သွားခဲ့ပြီမယ်ဟန်ကတော့တင်သွားခဲ့ပါဘူး။တနန်းနဲ့ပြစ်ခံရအောင်တီးတဲ့ဟန်ကိုအားလုံးကလည်းအံ့ဩနေချိန်ဟန်ကတော့ရှဲကိုမှပြီးပြေးထွက်သွားပါတယ်။ရှေးကတော့ဝဲသမီးဖြစ်ကြောင်းပြောပြလိုက်ပြီးအဲချိန်ဒန်နီပြန်ရတဲ့တန်ကိုကြားလိုက်ရတဲ့အတွက်ဟန်လဲထွက်လာကရှဲကိုနက်စစ်တီတယောက်ရောက်လာကြောင်းပြောပြလိုက်ပါတယ်။အဲချိန်ဒန်နီကတော့တိုက်ရပါပစ္စည်းတွေကိုရွာသားတွေကိုအံ့နေခဲ့ပါတယ်။တကယ်တော့ဒန်နီကရွာသားမှာသွားနေတဲ့ကုံထဲတွေကိုဓမြတိုင်းနေခဲ့တာဖြစ်ပြီးဟန်ကလည်းခေါင်းဆောင်ချွတ်ပြလိုက်ချိန်မှာတော့ဒန်နီလည်းမှတ်မိသွားပါတယ်။တပ်ဖို့ပြင်နေတဲ့ဟန်ကိုရှဲရဝင်တားလိုက်ပြီးဒန်နီကတော့ပုံစံပြောင်းကသူ့လုပ်ခဲ့ကြောင်းဝန်ခံလိုက်ပါတယ်။အဲနောက်မှာဆင်းလွတ်သွားတဲ့ဒန်နီလည်းတောင်းကျမ်းနေတာကြောင့်ဟန်ကပဲဆုံးသက်ပေးလိုက်ပြန်ပါတယ်။အဲဒီချိန်သူတို့ကိုအားလုံးကလည်းဝိုင်းကြည့်နေခဲ့ပြီးအမေဖြစ်သူရဲ့ရှေ့မှာပဲဒန်နီကိုဆုံးသက်လိုက်ပါတယ်။အားလုံးပြီးဆုံးသွားချိန်မှာတော့ဟန်လေးထွက်လာခဲ့ပြီးရှဲကတော့ဟန်ကိုပြဿနာလိုက်ရှာနေပါတယ်။ဘာရီဖြစ်လို့ပြင်ပန်းတော့တီးလိုက်ရပဲဖေဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ရှဲလေးဟန်ကိုကြောင်းပြချက်ကိုမေးနေခဲ့ပြီးနောက်ဆုံးမှာတော့ဟန်သွားတဲ့နောက်ကိုသာကိုရိုင်းလိုက်ကြည့်ဖို့ကိုဆုံးဖြတ်လိုက်ရင်ဇလန်လေးကဒီမာရင်ပဲခက်ရက်လို့သွားခဲ့ပါတယ်။အပိုင်းနည်းရဲ့စမှာတော့ရှဲရဟန်နဲ့တူခီးထွက်လာပါတယ်။ခဏကြာတော့သဲစီကရောက်လာခဲ့ပြီးရှဲတို့လည်းလမ်းညုံလိုက်လာခဲ့ပါတယ်။လဲဆရာကြီးကသွားမဲနေရာကိုမေးလိုက်ပြီးရော်ဟီကိုသွားမှကိုတီးလိုက်ရချိန်မှာတော့အန်ဟောနေခဲ့ကမျိုးရဲ့အကြောင်းပြောပြလာပါတယ်။ရော်ဟီမှာတကယ်တော့ကွန်ဆိုဝါတစ်ကောင်ရှိနေခဲ့ပြီးစက်နွန်ထဲမှာနေနေတော့မယ်ဖြစ်ပါတယ်။မျိုးရဲကိုရောက်ရှိချိန်မှာတော့ခန္ဓာကြီးကိုတွေးလိုက်ရပြီးမျိုးသမီးတယောက်ကရောက်လာခဲ့ကနှုတ်ဆက်နေပါတယ်။မျိုးသမီးရဲ့နာမည်ကတော့လိုင်ဇာဖြစ်ပြီးစစ်တပ်ကဖြစ်ကြောင်းလည်းမိတ်ဆက်လာပါတယ်။အင်းနောက်မှာတော့လိုင်ဇာခန္ဓာကိုဆော့လုပ်ခဲ့တဲ့မီနိုတောကြောင်းကိုပြောပြလာပါတယ်။စစ်ပွဲပြီးတဲ့နောက်မြို့ကိုပြန်လာခဲ့ပြီးစိတ်ဖောက်သွားခဲ့ကခန္ဓာကိုစောင့်နေခဲ့တာပဲဖြစ်ပါတယ်။ခန္ဓာကနှိမ့်တခြားကြီးလာခဲ့ပြီးစောင့်အောင်နေကိုဖြတ်ကခန္ဓာအတွက်ကိုကုန်ကျန်းလုံးနေတာကြောင့်လိုင်စာရဲ့စိတ်ပူနေခဲ့ပြီးအဲချိန်ရှဲကတော့တပ်ပြစ်ဖို့လားလို့မေးလာခဲ့တာကြောင့်ဟန်လင်းလိုင်စာကိုရှဲဖေကနတ်စစ်တီဟောင်းဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ရှဲကတော့နတ်စစ်တီကိုမတတ်ဖို့တောင်းဆိုနေပြီးနူနီးနဲ့ပဲကန်တွေဖို့ပြောနေခဲ့ပါတယ်။ဒါကြောင့်လိုင်စာလည်းလက်ခံလိုက်ပြီးအဲချိန်အော်ဒန်ခုကိုကြားလိုက်ရပါပြီ။အဖက်မှာလည်းမီနိုတောကစစ်တပ်ရမယ့်ချိန်ရောက်ပြီဆိုပြီးမျိုးသားတွေကိုစောနေပါတယ်။မီနိုတောကအမှန်ကြီးတွေလွတ်နေပြီမြမျိုးသားတွေကတော့စိတ်ပြတ်နေကြပြီးအဲချိန်ဟန်ကတော့မှောင်နာနဲ့လှုပ်ရှားဖို့ကိုအမိန့်ပေးလိုက်ကရှဲကတော့မျိုးထဲကိုကြည့်နေခဲ့ရင်မျိုးသားတွေကိုကာဝယ်ပြီးတဲ့နက်စစ်တီကိုတတ်ဖို့အတွက်လက်မခံခြင်းပါဘူး။ဒါကြောင့်လိုင်စာလည်းကန့်ကိုခေါ်သွားပြီးခဲ့ပြီးခံတဲ့ကြောင့်အိုးအိမ်မဲသွားတဲ့သူတွေကိုပြသလိုက်ပါတယ်။ဒါအောင်ကြီးကရှဲပြောက်ဝမ်းနေသွားခဲ့ပြီးလိုင်စာကတော့ဒုကြီးတစ်ခုကိုထုတ်ပြလိုက်ပါတယ်။ဒုကြီးဆိုတာကတော့နက်စစ်တီတွေကိုတန်းနိုင်တဲ့ကျင်းရဲ့ပုံတူပွားတွေပဲဖြစ်ပါတယ်။ညောင်ချိန်မှာတော့နှစ်ယောက်သားခန်းတဲ့စီကိုရောက်လာခဲ့ပြီးရှဲကတော့တင်ကြီးကိုလိုက်လာခဲ့ပါတယ်။အထဲကိုဝင်လာချိန်မှာတော့ထောင်ချောင်းမိသွားခဲ့တဲ့ရိုးစုတွေကိုတွေးလိုက်ရပြီးရှဲလေးကြောက်ကနောက်ဆုတ်လိုက်ချိန်နိုင်ငံကခလုတ်ခုကိုတိုက်မိခဲ့ပါတယ်။ဒါကြောင့်ဓာကြီးလည်းကျလာခဲ့ပြီးဟန်ကလည်းအများဆုံးပဲကယ်ပြီးလိုက်ပါတယ်။အင်းတော့မှာတော့ဆက်ဝင်လာလိုက်ပြီးရှဲကတော့မီနိုတောချောင်းကိုမေးနေခဲ့တာပါ။ဒါကြောင့်ဟန်လည်းမီနိုတောရဲ့နာမည်ကတီယိုဖြစ်ပြီးအရာရာကိုထိလန့်နေတဲ့လူတစ်ယောက်ဖြစ်ကြောင်းပြောပြလိုက်ကခုကိုကြောက်လာတဲ့ကရင်ဆိုင်မှုကိုသူတင်ပေးခဲ့ကြောင်းရှင်းပြလိုက်ပါတယ်။နေရာရောက်မှာတော့ဂိုင်းကပိတ်သွားခဲ့ပြီးရှဲတယောက်ထဲကြံခဲ့တဲ့ချိန်လိုက်စားရောက်လာပြီးရှဲကိုပြန်ပူပေးမယ်ဆိုကလာခေါ်ခဲ့ပါတယ်။ဒါပေမဲ့ရှဲရတကားကိုတင်းတိုးနေတဲ့အတွက်စိတ်လျှော့လိုက်ပြီးကလုတ်ကိုဖွင့်ကအထဲကိုဝင်လာကြပါတယ်။အဲချိန်ခံတဲ့ထဲမှာတော့တီယိုတယောက်ဟန်ကိုတွေ့ပြီးဝမ်းသာသွားကကြိုးစိုးနေပါတယ်။ရန်သူတွေကိုခုခံဖို့ဒီရဲတိုက်ကြီးကိုစောက်ခဲ့ကြောင်းပြောပြနေချိန်ဟန်ကတော့ဘယ်နားမှာရန်သူရှိလဲလို့မေးလိုက်ပြီးတီယိုကတော့အမောင်ထဲမှာရှိတဲ့ပြင်ကလဲတွေငှက်တွေနေနဲ့စောင့်ကြည့်နေကြောင်းရှင်းပြခဲ့ပါတယ်
နန်ရန်ထူရီတွေထောင်ချောက်လုပ်ထားပေမဲ့ရန်သူတွေလာနေတော့မဲ့ဖြစ်ပြီးဒါကြောင့်ခုထပ်ပိုကြီးရဲ့ရဲတိုက်ကြီးကိုစောက်ဖို့လိုနေကြောင်းပြောလိုက်ချိန်ဟန်ကလည်းအဆုံးသတ်ဖို့ပြောလာခဲ့ပါတယ်။ဒါကြောင့်တီယိုလည်းကြောင်သွားခဲ့ပြီးဟန်ကတော့သူကရန်သူဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်တီယိုလည်းအသွင်ပြောင်းခလုတ်ကိုနှိပ်ချလိုက်ပြီးဟန်တင်မိထားတဲ့အတိုင်းဘယ်လိုရောင်မျိုးတွက်ဆိုပြင်ဆင်ထားကြောင်းပြောပြလိုက်ကနိုင်ရန်ထဲကအမြောက်တွေနဲ့စတင်ပြေခတ်လိုက်ပါတယ်။အင်းနောက်မှာတော့မီနိုတော်ကြီးလည်းစတင်တိုက်ခိုက်လိုက်ပြီးဟန်ကတော့ရှောင်ထွက်ခဲ့ပါတယ်။ဒါပေမဲ့ကျမ်းမြင်ကပြိုကျသွားခဲ့ပြီးဟန်လေးအောက်ကိုပြုတ်ကျသွားပါတယ်။ဒါကြောင့်အောက်ကမြောက်တီကလည်းအသိပြစ်ချလိုက်ပြီးတစ်ဖက်မှာလည်းလိုင်စာတို့ကကြားသွားတာကြောင့်ဟန်စီကိုအမြန်ထွက်လာခဲ့ပါတယ်။အဲ့ချိန်ရှေ့ရဟန်တယောက်ဘယ်လိုပုံစံနဲ့စစ်တီလဲလို့မေးလိုက်ပြီးစကားမဆုံးခင်မှာပဲပျက်စီးနေကြဟန်ကိုတွေးလိုက်ရပါတယ်။မီနိုတော်ဆင်းလာချိန်မှာတော့ရှဲရရက်ဖို့တောင်းဆိုနေခဲ့ပြီးလိုင်စာကတော့စိုးရင်ကြောင်းပြောနေခဲ့ပါတယ်။အိမ်နောက်မှာတော့မီနိုတော်လည်းအားကုန်သုံးမှာခုတ်ချလိုက်ပြီးဟန်ကလည်းအချိန်မီကာထားနိုင်ပါတယ်။တကယ်တော့ဟန်ကညဘက်မှာမှအစွမ်းထက်တဲ့နက်စစ်တီမှန်းမှုဖြစ်နေခဲ့ပါတယ်။မှန်းမှုဖြစ်ပြောင်းလဲသွားတဲ့ဟန်ကလည်းရှင်ယူကပြေးဝင်လိုက်ပြီးမီနိုတော်ကိုကုတ်ချလိုက်ပါတယ်။မျက်နှာချစ်ရအောင်တီယိုလည်းကြောက်တရားပြန်ဝင်သွားကတေးချင်မှုလို့အော်ချလိုက်ပြီးခလုတ်ကိုနှိပ်ချလိုက်ပါတယ်။ခလုတ်ကိုနှိပ်ချလိုက်တာကြောင့်နိုင်ရန်လေးကဆန်နေနဲ့ဟန်ကိုပြစ်နေခဲ့ပါတယ်။ဒါကြောင့်ဟန်လည်းရှောင်းတိန်နေခဲ့ပြီးပြေးဝင်လာတဲ့တစ်ချက်မှာတော့စူးကြုံကြီးကထွက်လာကလေထဲကိုမြောက်တက်သွားပါတယ်။ပြန်ကျလာချိန်မှာတော့ဟန်အချိန်နဲ့ကုတ်ချလိုက်ပြီးဆုံးသက်လိုက်ပါတယ်။အဲ့နောက်မှာတော့လဲနေတဲ့တီယိုကတေတော့မာလာဆိုကဝမ်းနေနေခဲ့ပြီးဟန်လည်းတီယိုကိုညှင်းသားစွာဆုံးသက်လိုက်ပါပြီ။အဲ့ချိန်တိုရစ်နီယာမှာတော့မိုဆိုးတယောက်ကစကန်ချနေခဲ့ပြီးတန်တခုကိုလည်းကြားလိုက်ရလို့ထားကြည့်လိုက်ချိန်ကောင်ကြီးကောင်ကိုတွေးလိုက်ရပါတယ်။နောက်နေ့မှာတော့ရှဲကမီးရထားကြီးစီကရာအလုံးကိုအံ့ဩနေပါတယ်။အဲ့ချိန်ရထားကပတိန်ကရောက်လာခဲ့ပြီး first time လားဆိုပြီးမေးလာခဲ့ပါတယ်။ဒါကြောင့်ရှဲလေးကိုရိုင်းထမဦးဆုံးစီးမှုဝင်မဲ့ရထားเจ้าတော့ကြားခဲ့ဘူးကြောင်ရှင်းပြလိုက်ပါပြီ။အင်းနောက်မှာတော့ဘွားတန်စရာဓာကြီးကိုတွေးလိုက်ရပြီးတောင်ထဲမြောက်ဆက်သွယ်ထားတဲ့ငိမ့်ငိမ့်ဓာဖြစ်ကြောင်းသိလိုက်ရပါတယ်။အားလုံးလဲဓာကြီးကိုအံ့ဩသိနေပြီးငိမ့်ငိမ့်နဲ့ဒီခေတ်ကြီးကနေ့စဉ်ဘွားတွေကိုဒီဓာကြီးကထောက်ပံ့ပေးနေတာဖြစ်ပြီးတိုင်းပြည်ရဲ့အနာဂတ်လည်းဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ကပတိန်လည်းလာကြည့်လိုက်တော့လမ်းအောင်စစ်တပ်ကပိတ်ထားခဲ့ပြီးရထားပေါ်ကိုတက်လာခဲ့ပါတယ်။လိုင်စာဟန်ကိုလာခေါ်ခဲ့ပြီးဘယ်ဟီမော့ကအတော်နီးနေပြီဆိုတာလာပြောခဲ့ပါတယ်။အင်းနောက်မှာတော့နှစ်ယောက်သားလည်းစကန်အောင်ရောက်လာခဲ့ပြီးဘယ်ဟီမော့ကရှေ့ဘက်ကိုသွားနေကြောင်းသိလိုက်ရပါတယ်။လမ်းကြောင်းကိုသိနေပေမဲ့ပြဿနာကတော့ပေါင်းမှုဓာပဲဖြစ်ပြီးဒီတိုင်းဆက်သွားရင်ဓာကြီးကိုဝင်တန်းမိမှာကျင်းတည်တဲ့အတွက်အမြန်တားဆီးဖို့လိုအပ်နေပါပြီ။နောက်တော့ဟန်လေဘီဟီမော့ရဲ့အားတာချက်ကဒဏ်ရာရတဲ့နေရာတွေပြန်ကောင်းသွားရင်ရေအားထက်ပိုမာသွားပြီးတော့ထုလိမ်မာတွေဖြစ်တဲ့ဖယ်လိုပဲလို့ရှင်းပြခဲ့ပါတယ်။အင်းနောက်မှာတော့ဘီဟီမော့ရဲ့လမ်းကြောင်းရှိကိုသွားလိုက်ပြီးအကောင်ကြီးကိုစတင်တိုက်ခတ်လိုက်ပါတယ်။မြောက်တွေနဲ့ဇက်တိုက်ပြည့်နေချိန်ဟန်ပြေးဝင်သွားခဲ့ပြီးအနောက်ဘက်ကနေ6ကိုလှန်တဲ့စိုက်ကဖောက်ခွဲလိုက်ပါတယ်။ဒါကြောင့်ဘီဟီမော့လည်းလဲကျသွားခဲ့ပြီးမစ်ရှင်ကလည်းအောင်မြင်သွားပါတယ်။အင်းနောက်မှာတော့အကောင်ကြီးကိုဖမ်းချုပ်နေခဲ့ပြီးရှေးကတော့လိုင်စာပြောတာတွေကိုပြန်ကြားနေပါတယ်။အဲ့ဒါကတော့ဘီဟီမော့ကအသီးစိတ်ရှိနေစေဖြစ်ပြီးမျိုးရိမ်ရွာတွေပျက်စီးအောင်သွားလာနေတဲ့ပြင်ဘယ်သူ့ကိုမှထိခိုက်အောင်မလုပ်ဘူးသေးတာပဲဖြစ်ပါတယ်။ဒါကြောင့်ရှယ်လေဘီဟီမော့ကိုမိတ်ဆက်ပေးလိုက်ပြီးနောက်ကျောင်းပြန်လဲဖို့အတွက်ဖြောင်းပြနေပါတယ်။အဲ့ဒီချိန်မြေလင်းစည်းကရောက်ရှိလာခဲ့ပြီးလူတစ်ယောက်ကလည်းဆင်းလာခဲ့ပါတယ်။တကယ်တော့ဒီလူကရထားလမ်းကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်ပြီးကောင်ကြီးကိုတတ်ဖို့အတွက်ဖိအားပေးနေခဲ့တာပါ။လိုင်စာကတော့ကမ်းမကိုဖြိုချပြီးချောင်းပိတ်ကချေမုံးမဲ့အကြောင်းရှင်းပြပေမဲ့ဥက္ကဋ္ဌကတော့အကောင်ကြီးကိုတန်းဖောက်ခွဲခိုင်းပါတယ်။ဒါပေမဲ့ဟန်ကတော့ညှင်းဆိုလိုက်ပြီးတပ်သားတွေကိုလှုပ်ရှားရှိတာဆက်လုပ်ဖို့အမိန့်ပေးလိုက်ပါတယ်။အဲနောက်မှာတော့ဟန်ကလက်ရှိစင်နေတဲ့နေရာပြင်ခြားနေရာကိုပါမိုင်းစင်ခိုင်းထားလိုက်ပါတယ်။အဲချိန်ရှဲရရောက်လာခဲ့ပြီးအကောင်ကြီးရဲ့အကြောင်းကိုမေးမြန်းခဲ့ပါတယ်။ဘီမော့ရဲ့နာမည်ကတော့အာတာဖြစ်ပြီးအာတာကသစ္စာရှိပြီးနေအေးတဲ့လူတစ်ယောက်လည်းဖြစ်ခဲ့ဘူးပါတယ်။ရှဲကတော့အာတာအတွက်ရေးကြီးတာတစ်ခုခုကအရှေ့ဘက်မှာရှိနိုင်ကြောင်းထောက်ပြခဲ့ပါတယ်။ဟန်ကတော့ဘလိုနေနေတတ်မှဖြစ်ကြောင်းနဲ့တရားမျိုးဖို့အရေးကိုပဲသူကကျူးဆိုင်ကြောင်းပြန်လည်ခြေပလိုက်ပါတယ်။ညဘက်ရောက်ရှိချိန်မှာတော့ရထားကုမ္ပဏီကလူတွေကစစ်သားတွေနဲ့ဘီမော့နားကိုရောက်လာခဲ့ပြီးဖောက်ခွဲလိုက်ပါတယ်။ဒါကြောင့်ဆစ်လွတ်သွားတဲ့ဘီမော့ကအားလုံးကိုတန်နှင်းလိုက်ပြီးဓာတ်စီကိုချီတက်လာပါပြီ။ဟန်ကတော့စီစဉ်ကိုပြောင်းချလိုက်ပြီးစောပိုင်းကနေရာကိုတင့်ပြင်ထားခိုင်းလိုက်ပါတယ်။အိမ်နောက်မှာတော့ဟန်ကဘီမော့ရဲ့ရှေ့ကိုသွားကအားနဲ့တွန်းနေခဲ့ပါတယ်။တခြားမှာတော့ဟန်လေးလှမ်းကုတ်လိုက်ပေမဲ့ကောင်ကြီးကတော့လုံးဝဖြုံမနေခဲ့ပါဘူး။ဒါကြောင့်သူလည်းရှောင်းကနေတွန်းထုတ်ပေးလိုက်ပြီးအတင်းဆောင်နေတဲ့စစ်သားတွေကကမ်းမကိုဖြိုချလိုက်ပါတယ်။အိမ်နောက်မှာတော့ဒဏ်ရာပြင်းထန်နေထလာတဲ့ဘီမော့ကရှေ့ဆက်ရှောင်းနေခဲ့ပြီးအဲ့ချိန်ဓာတ်ဘော်ကနေရှဲရဘီမော့ကိုတားနေခဲ့ပါတယ်။အင်းနောက်မှာတော့အချိန်ခိုက်ခွဲလိုက်တဲ့မိုင်းကြောင့်ကြောက်ကမ်းမကြီးလည်းပြိုကျသွားခဲ့ပြီးပင်လယ်ကြီးကိုမြင်လိုက်ရပါတယ်
အဲ့ချိန်ဆန္ဒတွေပြေးသွားတဲ့ဘီမော်လည်းစိတ်ကိုလွှတ်ချလိုက်ပြီးရုပ်ကြိုးပြလဲသွားခဲ့ပါပြီအားလုံးပြီးဆုံးသွားချိန်မှာတော့ဟန်လေပင်လယ်ကြီးကိုကြည့်နေခဲ့ရင်ဇလန်းလေးကဒီမာရင်ပဲတခန်းရန်လို့သွားခဲ့ပြန်ပါတယ်အပိုင်း3ရင်းစမှာတော့ရှယ်ရိုဖွဲ့ကဟွိုက်ချန်မြို့ကိုရောက်လာခဲ့ပါတယ်စမ်းမှုထွန်းကားတဲ့မြို့လေးကကြောင်မီးသွေးမြို့လေးဖြစ်ပြီးလက်တလုံးမှာတော့လူသတ်မှုတွေခက်စိတ်စိတ်တွေဖြစ်နေခဲ့တာပါတန်မြရှိတဲ့တရားခံကတော့ကိန်းပြနေတဲ့အတွက်ဟန်တို့ကလည်းလက်လန့်စုံစမ်းခဲ့ကြရပါတယ်။ရိုသားတွေကဟန်တို့ကိုရှောင်ဖယ်နေကြပြီးစစ်တပ်ကလည်းဖြစ်နေတဲ့အတွက်မုန်းတီးနေတာပါ။တင်းတို့မှာတော့ဟန်အနားယူနေခဲ့ပြီးရှင်းကတော့အလင်းเจ้าကိုမေးချင်မိမယ်ဟန်ကလုံးဝဂူးဆိုင်ခဲ့ပါဘူး။အဲ့ဒီချိန်ရိုထဲမှာတော့မိမတယောက်ကိုကောင်းကြီးကောင်ကတတ်လိုက်ပြန်ပါတယ်။အဲလိုနဲ့ဟန်ကလည်းနိုးလာခဲ့ပြီးရှင်းကတော့ဟန်ရဲ့လောင်းကုတ်ပေါ်ကကြည်ပေါက်ရာကိုဖာပေးခဲ့ပါတယ်။ရှင်းကတော့မိဘမဲ့ဂီယာကကလေးတွေကိုချိုးပေးနေတာဖြစ်ကြောင်းရှင်းပြလိုက်ပြီးဟန်ကလည်းမိဘမဲ့ဂီယာမှာကြီးခဲ့ကြောင်းပြောပြလိုက်ပါတယ်။တိမ်မာတော့ကအဲလင်းကခုလိုပဲအင်ကြီးတွေကိုဖာပေးမှုပါတယ်။အဲလိုနဲ့ထပ်တူကြတဲ့ဖြစ်ပျက်တွေကြောင့်ဟန်လင်းကြည်နူးနေခဲ့ပြီးရှင်းရဲ့မျက်လုံးပြပြတွေကိုကြည့်ကကြော်တော်သူကြောင့်ပြောပြလာပါတယ်။အဲလင်းကလည်းမျက်ဝန်းပြလေးပိုင်ဆိုင်သားသူဖြစ်ပြီးသွားနေသူအဲလင်းကိုလည်းတတ်သွားတာကကိန်းပြစ်ကြောင်ရင်ဖွင့်လိုက်ပါပြီ။နောက်နေ့မှာတော့မျိုးထဲမှာလောင်းခုကိုတွေးလိုက်ရပြီးကုန်းရကိုကြည့်တော့ဟန်လင်းကိန်းမုံမှန်ကိုတီးသွားခဲ့ပါတယ်။အဲနောက်မှာတော့မျက်မြင့်သက်တီကလူသက်သမားရဲ့ဟိုက်ဟော့ကိုလိုက်ပြခဲ့ပြီးဟန်ကတော့လူသက်သမားကတော်ဖာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။လိုင်စာကကောင်လေးကိုတစ်ခုခုမေးပေမဲ့ကောင်လေးကအင်းကြီးဆွဲကထွက်ပြေးသွားပါတယ်။ဒါကြောင့်လိုင်စာလည်းအံ့ဩသွားခဲ့ပြီးရှဲကတော့နောက်ကလိုက်က200ရောက်မှာတော့ကောင်လေးကတဲမီပေါ်ကတီးခိုးတာကိုတွေးလိုက်ရပါတယ်။ဒါကြောင့်သူလည်းလှမ်းဖမ်းလိုက်ချိန်အင်းကြီးအောက်ကကုတ်ရကိုတွေးလိုက်ရပါတယ်။အဲ့ဒီချိန်တော်ဖာကရောက်လာခဲ့ပြီးကောင်လေးကိုပြစ်ပေးဖို့အတွက်ကိုလုံနေတော့တာပါတကယ်တော့တော်ဖာကပြစ်သားတွေကိုပြစ်ပေးနေတာဖြစ်ပြီးရှဲကတော့ပြစ်သားတွေကိုကာဝယ်ပေးတဲ့အတွက်ရှဲစီကိုခုံဝင်လာပါတယ်အဲ့ဒီချိန်ဟန်ဝင်လုံးပေးလိုက်ပြီးတော်ဖာကလည်းဟန်ကိုတိုက်ခတ်လိုက်ပါတယ်အဲ့နောက်မှာတော့တော်ဖာဟန်ကိုဖျားတောင်းကိုလာဖို့စိန်ခေါ်လိုက်ကထွက်သွားခဲ့ပါပြီညောက်တဲ့ချိန်မှာတော့ဟန်လည်းဖျားတောင်းထဲကိုရောက်လာခဲ့ပြီးတော်ဖာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်ဟန်လည်းပြင်းဝင်ကမှန်းရက်ထိုးချလိုက်မှရုပ်တုကြီးမှန်တီးလိုက်ရပါတယ်။အဲ့ဒီချိန်တော်ဖာကလည်းအလစ်ဝင်တိုက်လာပြီးတစ်ဖက်မှာလည်းကောင်လေးကရှဲနှက်ကိုယူပါချက်ရှိရာကိုပြေးလာနေပါတယ်။အဲ့နောက်မှာတော့ဟန်လည်းတော်ဖာကိုလှမ်းကုတ်လိုက်ပြီးရှိန်နီယူပါမြောက်သားကလည်းကုတ်ချလိုက်ပါပြီ။လက်ရှိမှာတော့တိုက်ပွဲကပြင်းထန်လာခဲ့ပြီးဟန်ကတာစည်းရသွားကတော်ဖာရဲ့ခေါင်းကိုညှစ်ကခွဲချလိုက်ပါတယ်။အဲ့ချိန်လက်တန်နဲ့တူဟန်ရင်ဘိုက်ကိုဒုကြီးကလည်းဝင်သွားခဲ့ပါပြီ။ဒါကြောင့်ဟန်လည်းလူသားသွင်းကိုပြန်ပြောင်းသွားခဲ့ပြီးတော်ဖာကတော့ပျက်စီးမှုကိုလုံနေပြီးတိတ်ကအကြောင်းကိုတွေးမိသွားပါတယ်။အဲတုန်းကသားကောင်ကခိုးဖြစ်ပေမဲ့ကလေးလေးဖြစ်တာကြောင့်တော်ဖာကတော့စကားပြောနေတာပါ။ဒါပေမဲ့ကလေးလေးကတော့ကြောင်းလန့်ကတိုက်ခိုက်ဖို့လုံနေချိန်တော်ဖာကပဲဆုံးသက်လိုက်ပါတယ်။လက်ရှိမှာတော့ကောင်လေးကရောက်လာကပြေးချလိုက်ချိန်တော်ဖာကအနားကိုကတ်ကဖြတ်ကန်လိုက်ပါပြီ။ရှဲရောက်လာချိန်မှာတော့တော်ဖာကိုတားနေခဲ့ပြီးလူသားဆန်မှုဆွန့်လွတ်လိုက်တဲ့တော်ဖာကတော့သူ့ကိုသူဂါဂိုလီလို့ခံယူလိုက်ပါပြီ။အဲ့ဒီချိန်ဟန်ကတော့တွင်ပြောင်းကပြင်းဝင်လာခဲ့ပြီးနှကောင်လုံးကလည်းပြင်းကိုလွင့်ထွက်သွားပါတယ်။အင်းနောက်မှာတော့ဟန်တော်ဖာကိုဆုံးသက်လိုက်ပါတယ်။အဲ့ဒီချိန်ရှဲကလည်းရောက်လာခဲ့ပြီးပြေးလာတော့မှပဲပိုးချီမြင်ဒီဖမ်းချုပ်တာကိုခံလိုက်ရပါတယ်။အဲ့ဒီချိန်ကင်းရလည်းရောက်ရှိလာပြီးဟန်ကိုနှုတ်ဆက်လိုက်ပေမဲ့တင်းကူမှရှဲကိုမေ့သွားအောင်လုပ်ပေးလိုက်ပါပြီ။အင်းနောက်မှာကလင်းမာလေးကဖိတ်စာဆောင်ကိုပေးပြီးအားလုံးကလည်းထွက်သွားခဲ့ပါတယ်။အဲလိုနဲ့တဲကိုပြန်လေရောက်ရှိသွားခဲ့ပြီးကင်းရအိမ်လင်းပြစ်လိုက်တာကိုပြန်မြင်ရောင်နေခဲ့ပါတယ်။အဲလိုနဲ့အိမ်မက်ကလည်းလန်နိုးလာခဲ့ပြီးကောင်လင်းကလည်းဝင်လာခဲ့ပါတယ်။ကောင်လင်းကလည်းရှဲရဖမ်းခံလိုက်ရတဲ့အတွက်စိတ်ပူနေခဲ့ပြီးဟန်ကလည်းသူ့ကိုပြန်ကယ်ပေးမယ်ခရီးပေးလိုက်ပါပြီ။အဲဒီချိန်တစ်ဖက်မှာတော့မိကလေးကရှဲကိုတေချာကြည့်နေခဲ့ပါတယ်။အဲနောက်မှာရှဲရဲ့မျက်ဝန်းပြတွေကိုသဘောကျနေခဲ့ပြီးအဲဒီချိန်ပင်းကူမာလေးကလည်းဝင်လာခဲ့ကရှဲကိုမကြောက်ဖို့အတွက်ကိုနှစ်သိမ့်နေပါတယ်။တကယ်တော့ကင်းရဲ့ပြင်းမှတ်ကတော့ဟန်မင်းဖြစ်ပြီးရှဲကတော့ငါးစာတက်တက်ဖြစ်နေခဲ့တာပါ။အဲနောက်မှာတော့လက်တံနဲ့ရှဲရဲ့အင်းကြီးဆွဲဖြစ်လိုက်ပြီးကောင်မလေးကိုကြည်စားနေပါတယ်။အဲဒီချိန်စစ်တပ်ကတော့တော်ဖလောင်းကိုရှင်းလင်းနေပါတယ်။အဲနောက်မှာတော့ရင်ခွဲရုံကိုရောက်ရှိတာကလောင်းတွေကိုလှည့်လည်ကြည့်ရှုနေပါတယ်။ဘေးနားမှာတော့တော်ဖရဲ့သားကောင်မှုတ်တဲ့လောင်းတစ်ခုကလည်းရှိနေခဲ့ပြီးရဲကလည်းဒီလောင်းကိုမော်ကြားကောင်ကစားရခဲ့ကြောင်းကောက်ချက်ချပါတယ်။အင်းနောက်မှာတော့မျိုးသားရဲ့လောင်းနဲ့တူချင်းသိမ့်ကွာပဲရောက်ရှိလာတဲ့ဇနီးတဲ့လောင်းကိုကြည့်ရှုခဲ့ကြပြီးခေါင်းဆောင်ကလည်းကိန်းလက်ချံမှန်တီးသွားခဲ့ပါတယ်။ဒါကြောင့်လိုင်စာကိုမျိုးသမီးရဲ့ဆိုင်ရင်ကိုစစ်ဆေးခိုင်းလိုက်ပြီးတိုက်ပွဲစားဖို့ပြင်ဆင်ခဲ့ပါတယ်။အဲဒီချိန်ဟန်ကတော့ဖိတ်စာယူကဆိုင်ရင်ရှိကိုရောက်နေခဲ့ပါပြီ။ဆိုင်ရင်ထဲမှာတော့ပါတီပွဲကကျင်းပနေခဲ့ပြီးအထက်ကြီးပြက်လူစုကရှိနေခဲ့ပါတယ်။အဲဒီချိန်ကိန်းကတော့သူ့ကိုယုံတဲ့ဧည့်သည်တွေကိုကျေးဇူးတင်ကြောင်းပြောနေခဲ့ပါတယ်။
ဆက်ထဲမှာပဲနိုင်ငံရေးအကြောင်းမိန်ကွန်းပြောနေရင်ပြီးခဲ့တဲ့စစ်ပွဲကိုလည်းမမေ့ကြဖို့အတွက်သတိပေးလိုက်ပါတယ်တကယ်တော့မြောက်ပိုင်းဆိုးဝါကတောင်ပိုင်းမှာရှိတဲ့ဆိုမီနီယာတပ်ထုကိုလိုချင်နေတာပါဒါကြောင့်တောင်ပိုင်းကိုကျူးကျော်တိုက်ခိုက်ပြီးကုန်တယ်ရီရဲ့ပိုင်ဆိုင်မှုကိုအဓမ္မယူပြီးသိမ်းပိုက်ခဲ့ပါတယ်ဒါပေမဲ့တိုင်းပြည်တွေကစိတ်ပြင်းငြင်းစာချုပ်ကိုချုပ်လိုက်ချိန်မှာတော့ကုန်တယ်ရီအားလုံးကလည်းထိနာခဲ့ပါတယ်ဒါတော့ကုန်တယ်ရီကမြောက်ပိုင်းဘက်ကိုကျေနပ်ခဲ့ပါဘူးအဲ့ဒီပြင်ကိန်းတို့လိုနက်စစ်တီရီကလည်းစိုးရရဲ့လိုသုံးလန်းနဲ့ဖြစ်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ကိန်းကကုန်တယ်ရီရဲ့ကျေးဇူးနဲ့ပြည်နယ်သက်ကိုတီထောင်မှုအတွက်ဖြစ်လာခဲ့ပါတယ်ဒါကြောင့်ကိန်းလေးအားလုံးကိုကျေးဇူးတင်နေပြီးကုန်တယ်ရီကတော့ဩဝါပေးကအဲ့နောက်မှာတော့ကိန်းကကုန်တယ်ရီကိုမလိုတော့တာကြောင့်အားလုံးကိုရှင်းထုတ်လိုက်ပါတယ်နက်စစ်တီရီကလည်းပါတီရင်းကလူအားလုံးကိုလွန်ပေးခဲ့ပါဘူးအဲ့ဒီချိန်ဟန်ကလည်းပန်းရောင်ကောင်စီပြင့်ဝင်လိုက်ပြီးဆုံးသက်လိုက်ပါတယ်ကိန်းကတော့ဟန်ကိုနက်စစ်တီရီမတည်တင်ကြောင်းရှင်းပြခဲ့ပြီးရင်တုန်းကအဲလင်းကလည်းစိုးဝါမိတ်နဲ့နက်စစ်တီရီတပ်ပြစ်ဖို့ကိုစ조사ခဲ့ကြောင်းနဲ့နောက်ချိန်မှာလည်းနက်စစ်တီရီတီးစိတ်ပြောက်သွားရင်တောင်တည်တင်ကြောင်းကိုအော်ပြောလိုက်ပါတယ်ဒါကြောင့်ကိန်းနဲ့လှုပ်ချင်ရာကိုလှုပ်ချလိုက်ပြီးလောဘကြီးတဲ့လူတွေကိုရှင်းပြရင်နိုင်ငံသက်ကိုတီထောင်တော့မှာပါဒါကိုကြားတော့ဟန်လည်းစိတ်တူသွားခဲ့ပြီးကိန်းနဲ့ရှင်ကဖိုက်ဖို့အတွက်ကိုဖြစ်လာခဲ့ပါပြီဒါပေမဲ့ကိန်းဘက်ကပိုအင်အားများနေတဲ့အတွက်ဟန်တို့ကလည်းစောင့်ကြည့်နေချိန်ပြည်သူဝိုင်းနေရဲလာခဲ့ပြီးထိုးစစ်ဆင်ချလိုက်ပါတယ်စစ်သားတွေကထူးချီတွေကိုတုံးလာတာကြောင့်ဟန်တို့ဘက်ကရေးတာနေခဲ့ပြီးအဲ့ဒီချိန်ခေါင်းဆောင်ကလည်းကိန်းကိုရှင်းပြဖို့ရောက်လာခဲ့ပြီးကိန်းကတော့အားနည်းလုံးနဲ့ညီငယ်လေးလိုခနဲ့ချလိုက်ပါတယ်အဲလိုနဲ့ညီကိုနှစ်ယောက်ကစကားများနေကြချိန်ကိန်းရဲ့ဖွယ်သားကလာရှုံးနေတဲ့အတွက်ခေါင်းဆောင်ကလည်းစော်ပေးလိုက်ပါတယ်အဲ့ဒီပြင်နောက်တစ်ယောက်ကပါထိုင်ရောက်လာပြီးခေါင်းဆောင်ကိုတတ်တော့မဲ့ချိန်ဟန်ဝင်ပြီးတားပေးလိုက်ပါတယ်နက်စစ်တီရီအားလုံးကလည်းဟန်ကိုရှင်းပြဖို့အတွက်လုံနေခဲ့ပြီးအဲ့ဒီချိန်ကိန်းကတော့နောက်ကနေလော်ဘီလုံနေခဲ့ပါတယ်စကားများနေတဲ့ကိန်းကိုခေါင်းဆောင်ကနှမ်းနဲ့ပြစ်ခတ်လိုက်တာကြောင့်ကိန်းလည်းရင်မက်ပွင့်ထွက်သွားပါပြီအဲနောက်မှာတော့ဟန်လေကိန်းရဲ့ခေါင်းကိုတဲတဲ့ချိန်ပြီးမြားပုံးနဲ့ပါပြစ်ချလိုက်ပါတယ်ညဆန်လုံးနဲ့ထိုးစစ်တီကြောင့်ကိန်းလည်းကိုယ်ပိုင်းမှာပြတ်သွားခဲ့ပြီးအားလုံးကလည်းတေးပြီးထင်ပေမဲ့ကိန်းရဲ့ခန္ဓာကိုယ်ကအကောင်းလိုက်ပြန်ဖြစ်လာပါတယ်။အကြောင်းကတော့ကိန်းကနက်စစ်တီဖြစ်တာတော့မှဗမ်ပါယာဆင့်ဖြစ်နေခဲ့လို့ပါ။အဲနောက်မှာတော့ကိန်းကဟန်ကိုသူ့ဖွဲ့တွေကိုဝင်လာဖို့အတွက်မဲဆွယ်လိုက်ပါတယ်။ဒါပေမဲ့ဟန်ကလက်မခံတာကြောင့်ဇာကန်ကိန်းနဲ့ဖမ်းယူထားတဲ့ရှဲကိုထုတ်ပြလိုက်ပါတယ်။ဒါကြောင့်ဟန်လည်းပြေးတားလိုက်ပေမဲ့နက်စစ်တီတွေဝင်လာတာကြောင့်ပောက်ကွဲသွားခဲ့ပြီးတားရဲတစ်ပိုင်းမှာဖြစ်သွားခဲ့ပါတယ်။အဲနောက်မှာတော့ကိန်းကဟန်ရဲ့ရှေ့မှာနေမဲ့ရှဲကိုပြစ်သားလိုက်ပါတယ်။အဲ့ဒီချိန်ဟန်ကတော့ပြုတ်ကျသွားတဲ့ပုံကြီးကအင်းလေးပုံကိုပြန်မြင်ရောင်လာပြီးလုံးဝဆစ်လွတ်သွားခဲ့ရပါပြီ။တကယ်တော့ကိန်းရဲ့အဓိကမရှင်ကဟန်ကိုတီးစိတ်လွတ်သွားခဲ့တဲ့ monster ကောင်ကိုဖြစ်လာစေဖို့ပါ။နောက်ဆုံးမှာတော့ဟန်လည်းလူစိမ့်မရှိတော့ပဲ monster ကောင်ဖြစ်ပြောင်းလဲသွားကဝဲကိုပြေးထွက်သွားခဲ့ရင်ဇလန်လေးကဒီမာရင်ပဲခိုင်းရလို့သွားခဲ့ပြန်ပါတယ်။ပရိသတ်ကြီးတို့ရေအခုတင်ဆက်ပေးနေတဲ့ Scary Anime လေးကိုတော့ဒီနေရာမှာပဲအလှပဆုံးလေးဆုံးသက်လိုက်ပါတယ်။လက်ကျန်ပိုင်းလေးကိုတော့ Season 2 ထွက်တဲ့အခါမှာပေါင်းပြီးတင်ဆက်ပေးသွားပါမယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye